Okay, let's go. Okay အားလုံးပဲမင်္ဂလာပါ အားလုံးမင်္ဂလာပါခင်ဗျာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ကျွန်တော်လည်းပြင်းတာနဲ့ Go and Live လေးတွေပြန်ကြည့်ရင်လည်းဘာတွေ့လဲဆိုတော့ It's kind of small အဲ့ဒါနဲ့မီယာလေးတွေ့တယ်ပေါ့ဗျာအခုချိန်မှာမီယာကမတာအောက်နေပေမဲ့တော်တော်လေးကင်လို့ကောင်းမယ်လို့စဉ်းစားရင်းနဲ့အတီတို့ဒီမီယာကိုပြောတာအဲ့ဒါနဲ့မီယာလေးဆော့ပြီးတော့ဗီဒီယိုလေးလုပ်ဖို့စိတ်ကူးရလာတယ်brother တို့ကကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင် like and subscribe လေးပေးပြီးတော့ဒီဝက်တာလေးတွေရှိရင်တော့ comment ထဲမှာအားမနာတဲ့ဝေဖန်ထောက်ပြလို့ရပါတယ်ဗျဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါဦး let's go Makes this all worth it. The trophy, the final destination of this. Welcome aboard Metro Theater. okay မီယာကပြောရရင်အခုမှတ်တာမှာတော့တော်တော်အောက်တယ်သူ့ scale ကအသက် speed ကတော့ share ပေးတယ်ဗျဒါပေမဲ့ go option မှာတော့တပြားမှမပါဘူးဆိုတော့အခုမှတ်တာကြီးက level 9အမြန်တင်ပြီးတော့ Conivera တွေ Granger တွေအဲ့လိုလေ့ကျက်တဲ့ hero တွေလူဝယ်ပြီးတော့ဆော့ရတဲ့မှတ်တာဆိုတော့လေဒီ go တစ်ချက် experience တစ် point မှမရတဲ့ commander ဆိုတော့မှတ်တာအောက်တော့မဆန်းဘူးဗျဒါပေမဲ့မီယာအားလေးမှာတော်တော်ထင်းလို့ကောင်းတယ်run မှာအများဆုံးတွေ့ရတာကတော့ချင်း synergy နဲ့ပဲတွေ့ရတယ်တွေ့ရဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့မှာတော့ new meta လေးဖြစ်သွားအောင်၃ချက်တန် Karina လေးနဲ့၄ချက်တန်တွေကိုရိုက်ပြမှာပဲဖြစ်ပါတယ် ဟာမင်းကဆရာကြီးပဲကွာ ဒီမှာ commander ကတ်မှာဆိုရင်တော့ကျွန်တော်ကမီယာကတ်ပဲယူရတယ်မီယာနဲ့တွဲဆော့မယ်ဆိုရင်ဇီလောင်းကတ်လေးကလည်းမစိုးဘူးပေါ့နော်go option မပါဘူးဆိုတော့မီယာရဲ့ passive attack speed ရဲ့ဇီလောင်းနဲ့ basic attack 5% တိုင်းမှာ go တစ်ချက်ရတာလေးနဲ့တွဲလိုက်ရင်တော့go option အတွက်ကတော့မစိုးဘူးပြောရမယ်ဗျဒီပွဲမှာကျွန်တော်က Karina အထောင်ဆော့မှာဆိုတော့မီယာကက်က Luna Bow လေးပဲယူလိုက်တယ်ဘာလို့လဲဆိုတော့ Luna Bow က attack speed 30%ပေါင်းပေးပြီးတော့မှ bow ကင်ထားတဲ့ hero က enemy ကို less hit နဲ့တက်လိုက်တဲ့အချိန်တိုင်းမှာကို့ align hero တွေကတွေးအနည်းဆုံး hero တစ်ကောင်ကိုHP 20% heal ပေးတယ်ဗျbow က attack speed 30%ရယ်commander passive က40%ရယ်ဆိုရင်တော့total attack speed 80%ပို့ရမယ် easy attack speed ပဲKarina ကလည်း basic attack 3ချက်ခုတ်တိုင်းမှာနောက်တစ်ချက်က magic damage ပါတယ်ဆိုတော့ Karina လေးနဲ့မစိုးဘူးဒီမှာဆိုရင်တော့ဒီပွဲမှာကျွန်တော်က KOF synergy အပြည့်တည်ပြီးရင် Karina ကို captain ပေးရမယ်အဲ့ဆိုရင်တော့လုံးဝကို Karina ထိုင်ခုတ်နေမှာပေါ့နော်အဲ့နေရာမှာအရေးကြီးတာက purify မပိုင်တော့လေဘော်ပဲမြောင်းနေမလားအပိုင်းမဲ့ခံရမလားနဲ့stun တွေရမ်းများရင်တော့အဲ့ purify မပါတဲ့ Karina ခုတ်ခွင့်ရမှာမဟုတ်ဘူးကြအရေးကြီးဆုံး item ကတော့ဒီနေရာမှာ purify မှာဒီနေရာမှာgo option လုံးဝမပါတယ်မီယာအတွက်ကတော့scavenger ကတော့လုံးဝလိုအပ်ပါတယ်အားလေးတွေကရတာလေပိုအဆင်ပြေလေးပဲဗျကျွန်တော်တို့က Karina 3 star တင်မယ်ဆိုတော့ level 9 ထိဝုန်းဝုန်းဆိုပြီးတော့တွားစရာမလိုဘူး level 7 ထိပဲ unchain တင်ရမယ်ပြီးတာနဲ့ Karina 3 star မရမချင်းကိုထိုင်ရှာရမယ်ဗျဆိုတော့အားလေးတွေက Karina တကောင်ရဖို့လေရေးကြည့်တယ်range ပြီးတော့ short တွေကို level 7 မရောက်ခင်စွတ်တင်လိုက်မယ် goal တွေဖြုံးလိုက်မယ်ဆိုရင်တော့အာတီတို့အတွက်ကတော့အကောင်းဆုံးက surrender ဒီမှာပထမဆုံး favor လေးမှာတော့ magic basic attack ပေးမယ် feather လေးပဲယူလိုက်ပါတယ်Karina တို့ Gunivera တို့နဲ့ alive ဖက်ဆုံး item လေးဖြစ်လို့ပါဗျပြောမိတာပြောတာKarina ဒီ season ရောက်မှအိမ်ဖြစ် hero ဖြစ်နေတာဗျအရင် season တွေ magic chest တွေမှာတော့ဆိုရင် astro power assassin hero ဆိုတော့လေဇီလောင်းတို့ဘာလို့နဲ့တွဲပြီးတော့ share ဖြေးခဲ့တာဗျအဲ့တော့တွားရှုပ်လို့မရဘူးဗျကဲထားပါလေအကောကအဲ့လိုမကြမ်းအောင်ဆော့ကျင်တာဗျကြီးကျယ်ကျယ်မလဲပွဲတစ်စကနတ်စကားတွေထွက်နေအဲ့ဒါ ဟဲ့အာလီဂိမ်းမှာတော့ scavenger လေးပဲတည်ပြီးတော့ဆော့ရတယ်မီယာ combat commander ဆိုတော့အာလီဘိုင်ကဖီဆော့လို့တော့ကောင်းတယ်ဗျအဓိက1-1လိုမျိုး goal လေးနည်းနည်းလောက်ရမယ်ဆိုရင်တော့မီယာလည်းမတာဝင်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့လေဗျcombat commander တွေရဲ့အဓိက goal option က win streak ကနေရတယ်ဗျကိုကမီးတောက်နေပြီဆိုရင်အတိုး၄ချက်ရယ်နိုင်တဲ့တစ်ချက်ရယ်အပြင်win streak အတွက်ဆိုပြီးတော့2ချက်နောက်ပိုင်း3ချက်ထိပေးတယ်ဆိုတော့
အားလေးတူမီဂိမ်းလောက်ထိကိုကဖိဆော့ထားနိုင်ရင်တော့ go option လေးအတွက်ကတော့နည်းနည်းစိတ်ချရတယ်ဗျ scavenger လေးနဲ့ဆိုရင်တော့ share ပဲပေါ့ကျွန်တော်ကိုလည်း brother တို့ကြည့်ချင်တဲ့ flow တွေနားမလည်တာလေးတွေရှိရင်လည်း comment နဲ့မှန်သွားပေးကြပါအောင်ဗျကျွန်တော်ကိုယ်တိုင်ကလည်းအရင်သိနေရမျိုးမဟုတ်ပေမဲ့like ရှာ like ကြည့်ပြီးတော့ပြန်ပြောပြလို့ရပါတယ်နောက်ပြီးတော့အခုမှ channel လေးထောင်ပြီးတော့အားတဲ့ချိန်လေးတွေကနေပြီးတော့ဖဲ့ပြီးတော့ဗီဒီယိုလေးကိုလုပ်နေရတာဆိုတော့ brother တို့ကပေးတဲ့ like လေးတွေ subscribe လေးတွေကတော့ကျွန်တော်တို့တော့တကယ်မောပြည့်စေပါတယ်ဗျအပတ်မကျင်လည်းလုပ်ပေးကြပါအောင် like and subscribe ကိုပြောတာပါပထမဆုံး power cut မှာဆိုရင် battle စပြီးတော့10 second ကြာတာနဲ့ damage 16% ပိုထိမဲ့ cut ပဲယူရတယ်ဗျရှေ့ဘာတွေပါနေပေမဲ့ဒီပွဲမှာ hyper Karina ဆိုတော့Karina ဆိုမှာဆိုတော့ damage လောက်အောင်အိတ်ကလေးပဲယူလိုက်တယ်ဗျအခုဆိုရင်တော့ mid game လည်းရောက်လာပြီပေါ့နော် Karina တကောင်ပဲရသေးတယ်အခုဒီနောက်ပိုင်း Magic Chess Go ကလေ3 star ဖြစ်ဖို့နည်းနည်းများခက်နေလားလို့လောင်ကြီးကတ်တို့ဒီ Paquito ကတ်တို့များများရင်3ချက်တန်3 star ဖြစ်ဖို့ဆိုတာတမျိုးကြီးစောင့်တင်ရတယ်ဗျ၄ချက်တန်တော့မှတူးလောက်မခက်ဘူးထင်တယ်ဒါတော့မှ level 7မှာရင်ရှာရလို့ပေါ့နော်လူရှာရတာလည်းမဟုတ်ဘူးbrother တို့ကဘယ်လိုလဲမသိဘူးဗျဒါပေမဲ့ဒီပွဲမှာကျွန်တော်ကတော့တော်ရှာရတယ်2 star ရဖို့ရင်ဒီ Karina 2 star ရဖို့ရင်မနှဲရှာရတယ်ဗျအခုဆိုရင်တော့ Karina 2 star ဖြစ်သွားပြီBlessing ကလည်း QF လေးထားတယ်ဗျဆိုတော့ကျွန်တော် mid game လေးကို QF save scavenger 2လေးပဲတည်ပြီးတော့ဆော့မယ်နောက်ပိုင်းမှာ twine လေးဖြည့်ပြီးတော့ဆော့မယ်ဗျtwine synergy ကလေဒီ season မှာရမ်းကောင်းတယ်ဗျသူကဘာနဲ့နေတွဲဆော့လို့ရတယ် KWF နဲ့ပဲတွဲမလားလက်တီးနဲ့ပဲတွဲမလားနောက်ဆုံးmage တို့ defender တို့နဲ့လည်းတွဲလို့ရတယ်အကုန်တွဲလို့ရတယ်ဗျဒါပေမဲ့ကျွန်တော်ကတော့သူမနဲ့မတွဲနိုင်ခဲ့ဘူးဂိမ်းချောင်းပြောရင်ချားကိစ္စရင်ပြောနေတဲ့ခေါင်းကြီးတို့ဒီမှာလေဂိမ်းရောက်တော့မယ်Karina 3 star မရရင်တော့တီးခံရတော့မှာပေါ့နော်တကယ်မပေးရဗျအားလီလေးဖိရနိုင်လို့တာဂိုးလေးရောတွေးလေးရောကြံတာဟုတ်ရင်တော့မလွယ်ဘူးဗျဒီ flow ကလေကျွန်တော်အခု immortal မှာအဲ့ထက်မြင့်တဲ့ run မှာဆိုရင်တော့ share ပဲနော် brother တို့ဒီဟာလေးကကျွန်တော်ဂိုးဝမ်းလေးကြည့်ပြီးတော့မီယာလေးကိုင်ကျင်လာလို့ရိုက်တာဟဲအရန်မဆန်းနေဗျstar လေးပြုတ်သွားမှာဆိုလို့ပါဒီမှာဒုတိယ favor လေးမှာတော့ဘာမှမပါဘူးပေါ့နော်ပါလဲမရဘူးဆိုတော့ကျွန်တော်ကဂိုးလေးရအောင် flyer လေးပဲယူပြီးတော့ပြန်အောင်မယ် Karina ဆက်ရှာမယ်အခုချိန်မှာတော့ stage 3ကိုရောက်လာပြီပေါ့နော် Karina ကလည်း၄កောင်ပဲရသေးတယ်ဒီလောက် level 7မှာရင်ကြောက်ချပြီးတော့ထိုင်လဲနေတာတော့မပေးဘူးလေဗျာLuna ဘိုးကတွေးပြန်တဲ့ passive က Karina နဲ့Karina နဲ့တော့မစိုးဘူးပေါ့နော် live stream item တကွက်ထည့်စရာမလိုတော့ဘူးအဓိက item ဖြစ်တဲ့Luna ဘိုးရယ် Purify ရယ် Golden Staff ရယ်အဲ့ဒါရရင်တော့တကွဲလုံးပြီးလို့ရပြီဗျနောက်ပြီးတော့synergy crystal လေးရရင်တော့လုံးဝယူဖို့လိုအပ်ပါတယ်chain synergy crystal လွယ်လို့ပေါ့နော်ဒါပြင်KWF အပြင် twine ရရင်တော့အကောင်းဆုံးပဲဒါမှမဟုတ်ရင်တော့letty crystal တို့ fighter crystal တို့အဲ့ဒါလေးနဲ့လည်းထည့်တီးခြင်းတီးလို့ရတယ်ဗျအဓိကကတော့ခုတ်နေဖို့ပဲခုတ်နေရင်တကောင်တေတိုင်းတွေးရ 20% ပြန်တက်မယ်ပြီးရင် immune ပြီးတော့ basic အသက်တွေလည်းရှောင်မယ်ဆိုတော့ easy ပဲဗျokay အခုဆိုရင်တော့ဒုတိယ power cut လေးမှာဆိုရင် golden staff လေးနဲ့ KWF crystal လေးပါတယ်ပေါ့နော်ကျွန်တော်ဒီပွဲမှာတော့KWF crystal လေးပဲယူလိုက်တယ်ဘာလို့လဲဆိုတော့အခုချိန်ထိ level 7ဆိုတော့ capacity ကသူများတွေနဲ့ရှင်းလိုက်ရင်20လောက်အနည်းဆုံးနောက်ကျနေပြီဆိုတော့ aura လေးကိုရောင်းပြီးတော့မှ 22 လေးလုပ်မယ်ပြီးရင် Karina ပဲထပ်ရှာမယ်ဗျနောက် season လာဖို့နပပဲကျန်တော့တယ်ဆိုတော့နောက်ဒီ season update လာတာနဲ့synergy explain တွေcommander buff တွေ nerf တွေမနက်ဝင်လောက်မဲ့ flow လေးတွေကိုဗီဒီယိုလေးလုပ်ပေးပါမယ်ဗျတက်နိုင်တဲ့လောက်တော့စောစောလေးလုပ်ဖို့အစီအစဉ်လေးရှိပါတယ် okay ရပြီဗျနောက်ဆုံးတော့ Karina လေး3 star တင်ပြီးပြီlevel 9တင်မယ် KWF set twice set တင်ရရမယ်ဗျအခုဆိုရင် Mia Commander Karina 3 star တော့တွားရှုပ်လို့မရဘူးပေါ့နော်ဟိုဘက်က9កောင်ဆို9កောင်10កောင်ဆို10កောင်အကုန်ဖြားသွားမယ်ဗျ9ဘွဲလောက်ဇက်တိုက်ဆော့ရတာ brother တို့တော်ရုံတန်ရုံ4ချက်တန်2 star တို့ဘာလို့လောက်ကKarina နဲ့ဖြားသွားမယ်ဗျအခုလာမယ့် favor မှာလေကျွန်တော်ကဒီ defender crystal ရလည်း okay တယ်KWF crystal ရလည်း okay တယ် capacity လည်းနှစ်ကွက်ကွာတစ်ခုလောက်ရရင်လည်း okay တယ်ဗျဒါပေမဲ့ဟိုအရှိက၄កောင်ကအထားမထားအကုန်ယူသွားတာပါတယ်တယောက်တစ်ခုစီဟုတ်နော်ချောင်းလေးပဲယူလိုက်ရတယ်ဗျဒီ favor မှာအခုချိန်မှာတော့ Karina 3 star လေးလည်းရပြီဆိုတော့ကျွန်တော်တို့ level တင်ရမယ်
ချောင်း2 star လောက်ရအောင်တည်ဆောရမယ်ဗျပြီးရင်ချောင်းကို damage item လေးတွေပေးပြီးတော့တစ်ဖက်က enemy hyper အရှိတက်ချတာပေးဖို့လိုမယ်တစ်ခါကန်ပြီးတော့တမ်းမတည်တာတော့မှချောင်းကန်တာတော့တွေးတော့လောက်တော့အနည်းဆုံးရော့ရဗျပြီးရင်အကင်ရှာမယ်2 star တင်ပြီးတော့ point item လေးတွေပေးပြီးတော့မှအရှိမနည်းနည်းတန့်ခိုင်းထားရမယ်ဗျအဲ့ဒါကိုမှ Karina အနောက်ကနေပြီးတော့တာယာလိုက်နိုင်ရုံပဲပေါ့နော်ကောင်းလားဗျကျွန်တော်စီစဉ်လေးရကဲအဲ့ဆိုရင်တော့အရေးမကြီးရာတွေကိုကြော်လိုက်မယ်ဗျနောက်ဆုံးမှာ Karina ပါတဲ့Karina item ထည့်ရတဲ့ Conivera 3 star ကို Karina 3 star ကဘယ်လို immune လုပ်ပြီးတော့ခုတ်သွားမလဲဆိုတာလေးကိုအဆုံးထိကြည့်ပေးကြပါဦးဗျအဆုံးထိကြည့်ပေးကြတဲ့ Braga တို့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်တယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်ဗျPeace returns to the forest. Victory is ours.